အမျိုးသားတစ်ယောက်ဟာငယ်စဉ်ကလေးဘဝတုန်းကသူ့ကိုပြစ်ခဲ့တဲ့မိခင်ဖြစ်သူကိုလမ်းမှာရုတ်တရက်မြင်တွေ့လိုက်ရပါတယ်။ဒေါသတွေအလိမ့်လိမ့်ထွက်လာတာနဲ့သူဟာချက်ချင်းပဲခြေစုံလှည့်ပြီးထွက်ပြေးခဲ့ပါတော့တယ်။မိခင်ဖြစ်သူကလည်းသူ့နောက်ကိုအမိလိုက်ရှာပေမဲ့သူမဘာပဲပြောသူကတော့လှည့်တောင်မကြည့်ခဲ့ပါဘူး။အဲ့ဒီညမှာပဲသူဟာအရက်တွေကိုအလွန်ကြုံတောက်ခဲ့ပါတယ်။ငယ်စဉ်တုန်းကအတိတ်ကပုံရိပ်တွေကသူ့ကောင်းထဲမှာတစ်ခုပြီးတစ်ခုပြန်ပေါ်လာနေခဲ့တာပေါ့။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲမမျှော်လင့်ပဲမတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပြီးသူကားတိုက်ခံရပါတော့တယ်။ကံကောင်းထောက်မစွာနဲ့ပဲဒဏ်ရာကတိတ်မပြင်းထန်ခဲ့ပါဘူး။သူ့ဘဝကလက်လုံလက်စားအစင်မပြေဖြစ်နေတာတောင်မှတစ်ဖက်လူပေးတဲ့ရော်ချင်းငွေကိုသူညှင်းပယ်ခဲ့ပါတယ်။ဝမ်းရည်အတွက်လမ်းဘေးမှာလက်ကမ်းကြော်ညာစာရွက်တွေဝေပြီးရုန်းကန်နေရတဲ့အချိန်မှာပဲမိခင်ဖြစ်သူနဲ့ဒုတိယအချိန်ပြန်ဆုံခဲ့ပြန်ပါတယ်။သူ့ရဲ့ခက်ခဲပင်ပန်းနေတဲ့အခြေအနေကိုမြင်ရတဲ့မိခင်ဖြစ်သူကသူ့ကိုအိမ်ခေါ်ပြီးအတူတူနေထိုင်စေခဲ့ပါတယ်။ဒါပေမဲ့သူကတော့မိခင်ရဲ့ဒုတိယအိမ်တော်နဲ့ရတဲ့အော်တဇင်ဝေဒနာရှင်ညီလေးကိုကြည့်မရခဲ့ပါဘူး။ဒါကြောင့်ပတ်စံမြန်မြန်ရှာပြီးဒီအိမ်ကနေအမြန်ဆုံးပြောင်းရွှေ့ဖို့သူတနိထန်ချလိုက်ပါတယ်။မိခင်အပေါ်မှာအခမဲ့အလကားမိခုံမနေချင်တာကြောင့်တခါတရံညီဖြစ်သူကိုကူညီစောင့်ရှောက်ပေးခဲ့ပါတယ်။တရက်မှာတော့ညီလေးဖြစ်သူစံရတီးတဲ့အခါယုံကြည်မှုအပြည့်နဲ့တိခတ်နေတာကိုသူမြင်တွေ့သွားပြီးညီလေးအပေါ်ထားတဲ့သူ့ရဲ့အမြင်တွေစတင်ပြောင်းလဲလာခဲ့ပါတယ်။ညတိုင်းလည်းမိခင်ဖြစ်သူကသူအိမ်ပြန်လာမယ့်အချိန်ကိုမအိပ်ပဲစောင့်မျှော်နေတတ်ပါတယ်။နောက်ဆုံးမှာတော့သူဟာမိခင်ဖြစ်သူငငယ်တုန်းကဘာလို့ထားသွားခဲ့ရလဲဆိုတဲ့အမှန်တရားကိုသိရှိသွားခဲ့ရပါပြီ။အကြောင်းကတော့သူဖခင်ရဲ့အိမ်တွင်အကြမ်းဖက်မှုတွေကိုမိခင်ဖြစ်သူရှေ့ဆက်ပြီးမတောင့်ခံနိုင်တော့လို့ပါပဲ။ဒီလိုနဲ့သူတို့သားမိကြကနားလည်မှုလွဲမှားမှုတွေအားလုံးပြေလည်သွားခဲ့ပြီးမိခင်ဖြစ်သူနဲ့အတူပထမဆုံးအချိန်ဖြစ်သူ့ရဲ့မွေးနေ့ကိုပျော်ပျော်ရွှင်ရွှင်ဆင်နွှဲခဲ့ကြပါတယ်။တနေ့မှာတော့မိခင်ဖြစ်သူကကိစ္စတစ်ခုကြောင့်အပြင်ကိုရက်အနေငယ်သွားเสียရှိလာပါတယ်။ဒါကြောင့်ညီလေးကိုစံရပြိုင်ပွဲစီလိုက်ပို့ပေးဖို့သူ့ကိုအကူအညီတောင်းခဲ့ပါတယ်။ပြိုင်ပွဲမှာတော့ညီလေးရဲ့ရိုးအမူအရာကြောင့်ဒိုင်လူကြီးတွေရဲ့အထင်သေးမှုကိုခံခဲ့ရပေမဲ့ဂီတထဲမှာစီးမျောသွားတဲ့အခါမှာတော့ညီလေးဟာခမ်းမတစ်ခုလုံးကလူတွေကိုပါဇက်အဟောင်းသားဖြစ်သွားစေလောက်အောင်အံ့ဩဖွယ်စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။ပြိုင်ပွဲအပြီးမှာညီလေးဝတ်ထားတဲ့အချီကတိတ်မတော်တာကိုသတိပြုမိတာကြောင့်သူဟာညီလေးအတွက်လက်ဆောင်တစ်ခုဝယ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ပစ္စည်းဝယ်ပြီးသတိပြောင်းဝင်လာတဲ့အချိန်မှာတော့ညီလေးကဘယ်နှရောက်သွားမှမသိပျောက်ချင်းမလားပျောက်ဆုံးသွားခဲ့ပါပြီ။သူလည်းအိမ်မှာရှိမလားဆိုပြီးအရင်ဆုံးပြန်ပြေးကြည့်ခဲ့ပေမဲ့မရှိပါဘူး။လက်ထဲကအထုပ်ကိုမြင်လိုက်ရတဲ့မိခင်ဖြစ်သူကတော့သူဟာကိုယ့်အတွက်ကိုပဲပစ္စည်းဝယ်ဖို့စိတ်ဝင်စားပြီးညီလေးကိုပစ်ထားခဲ့တယ်လို့အထင်လွဲသွားပါတော့တယ်။သူလည်းဘာမှပြန်မရှင်းပြပဲရင်ထဲမှာနောက်တစ်ပြည့်နဲ့ညီလေးကိုနေရာအနှက်လိုက်ရှာခဲ့ပါတယ်။မိုးချုပ်ခါနီးမှာပဲညီလေးကိုပြန်တွေ့ခဲ့ပါတော့တယ်။သူကညီလေးကိုနောက်တစ်ခါရှောက်မသွားဖို့ဒေါသတကြီးသတိပေးဖို့လုပ်နေတော့မှာပဲမိခင်ဖြစ်သူရောက်လာပြီးသူ့ပါကိုရိုက်ချလိုက်ပါတယ်။မိခင်ကသူဟာညီလေးကိုရန်ရှာနေတယ်လို့ထပ်ပြီးအထင်လွဲသွားတာပါ။သူကပြန်ပြောဖို့လုပ်လိုက်တဲ့အချိန်မှာပဲမိခင်ဖြစ်သူရဲ့ခေါင်းမှာစပင်တွေတပင်မှမရှိတော့တာကိုအံ့ဩစရာသတိပြုမိသွားပါတယ်။နောက်မှစုံစမ်းကြည့်လိုက်တော့မိခင်ဖြစ်သူအိမ်မှာမရှိတဲ့ရက်ပိုင်းအတွင်းကင်ဆာရောဂါအတွက်ဆေးသွင်းကုသမှုခံယူနေခဲ့ရမှန်းသိလိုက်ရပါတယ်။မိခင်ရဲ့နွမ်းလက်ပိန်ချုံနေတဲ့မျက်နှာကိုကြည့်ပြီးသူမအချိန်သိမ့်မကျန်တော့ဘူးဆိုတာသူနားလည်လိုက်ပါတယ်။မိခင်ဖြစ်သူကသူမရှိတော့ရင်ညီလေးကိုတေချာဆောက်ရှောက်ပေးဖို့သူ့ကိုတောင်းပန်ခဲ့ပါတယ်။သူကတော့ဒါဟာသူ့ဘဝအတွက်မတရားဘူးလို့ခံစားရပြီးအပြီးတိုင်ထွက်ပြေးဖို့အထိတွေးခဲ့ပါသေးတယ်။ဒါပေမဲ့ TV သတင်းမှာညီလေးရဲ့စံရပြိုင်ပွဲအကြောင်းပြန်ပြနေတာကိုမြင်လိုက်ရတဲ့အခါသူ့နှလုံးသားကပျော့ပြောင်းသွားခဲ့ပါတယ်။သူဟာမိခင်ဖြစ်သူကိုစံရပြိုင်ပွဲကျင်းပတဲ့နေရာစီခေါ်သွားပေးခဲ့ပါတယ်။စင်ပေါ်မှာတောက်ပနေတဲ့တားငယ်လေးကိုကြည့်ရင်မိခင်ဖြစ်သူဟာနောက်ဆုံးအကြိမ်ဖြစ်စိုးရင်ပူပန်မှုတွေအားလုံးကိုလက်လွတ်ပြီးစိတ်အေးသွားခဲ့ပါပြီ။အဲ့ဒီညမှာပဲညီလေးဖြစ်သူဟာမိခင်ရဲ့ရင်ခွင်ထဲမှာနောက်ဆုံးအကြိမ်ဖြစ်မိတွေ့အိတ်ဆက်ရင်မိခင်ဖြစ်သူကွယ်လွန်သွားခဲ့ပါတယ်။သူဟာဝမ်းနဲ့ပက်လက်နဲ့မျက်ရည်တွေအလီလီကျခဲ့ရပါတယ်။အဲ့ဒီနေ့ကစပြီးသူဟာသူ့ရဲ့ကြက်ရှိတဲ့ဘဝတစ်သက်တာလုံးကိုညီလေးကိုပြုစုဆောက်ရှောက်ရင်းနဲ့ပဲကုန်လုံးဖြတ်တန်းသွားပါတော့တယ်။